ဘိုင်းနေရလေတော်တော့လေငါတို့ကရေပက်ခံလို့သွားမှာနော်မင်္ဂလာဆောင်သွားမှာမဟုတ်ဘူးနေလိုက်နေတာတနားရီလောက်ရှိနေပြီမလဲဆူဆူရဲ့ဒါကသမမိတ်ကတွေမဟုတ်ဘူးလေရေစရမိတ်ကတွေကြီးပဲမိုးစပဲပြပြရေပိုက်နဲ့ပဲတူတူအမျက်နှာကားပြတ်သွားမှာမဟုတ်ဘူးဟုတ်လို့လားနေမျက်တောင်နဲ့ကြည့်ရတဲ့လေးနေတယ်လို့ပဲခက်လိုက်ရင်လေးတောင်တိုက်တယ်လေးကလူနာရှိရင်လေးဖြတ်သွားတိုင်းပဲဒါဆက်စားဖို့လေဟာနေရလဲမင်းလေးဖြစ်ဒါလေးတော့မသိဘူးလားကဲသားကြဆိုငါ့လာကိုတမျိုးလုံးငေးစီရမယ်ကြည့်နေလိုက်ရေစုကမိတ်ကတွေဘယ်ရောက်သွားပြီလဲအခုတော့နေကပန်လာမလေးနဲ့တူနေပြီဟာဟင်မဖြစ်နိုင်တာဆိုင်ကပြောရေစုခံပါဆိုငါမျက်လုံးထဲမှာလည်းဆက်နေပြီဘသူကငါ့ကိုရင်းနဲ့ပတ်လိုက်တာလေဘသူပတ်ရမှာလဲဟိုနားအကောင်လေးတွေရေပိုက်ကြီးတွေနဲ့ထိုးပြန်လိုက်တာလေနေကခေါင်းကြီးမောက်ပြီးတော့ပတ်ခံတာကိုအမလေးငါလာရသွားပါပြီဟင်ဒါဆိုရင်ငါ့ကိုကြည့်နေကြတာငင်းနေကြတာမဟုတ်ဘူးတင်တယ်ငါ့ကိုလဲနေကြတာအဲ့လေခုနကကလေးတယောက်တော့မှနင်းကိုကြည့်ပြီးတော့မလူးမကြီးလာနေပြီဆိုပြီးကိုးစားလိုက်သေးတယ်တော်ပြီပြန်မယ်နောက်နေ့ကျရင်တော့မိတ်ကမလိမ့်တော့ဘူးရှုနေပဲလိမ့်တော့မယ်ဒါမှရေဆိုရင်ပိုလာမှာ